အတာကူးတော်လာတကူးလာရဲလို့ခေါ်ဆိုကြတဲ့အချိန်ခါသမျှမှာကျင်းပလေရှိတယ်။တကြံရည်သပင်ပွဲတော်ဟာမြန်မာတို့ရဲ့12လရာသီပွဲတော်များတဲ့ကအစီအကားဆုံးသောပွဲတော်တစ်ခုဖြစ်ပါတယ်။တကြံဆိုတဲ့စကားဟာသင်္ကန်တဆိုတဲ့ပါဠိဘာသာစကားသင်္ကြန်တဆိုတဲ့တက္ကရာဘာသာစကားတွေကဆင်းသက်လာခဲ့တာဖြစ်ပြီးပြောင်းရွှေ့ခြင်းလို့အတိတ်ပဲရပါတယ်။မြန်မာသမိုင်းမှန်တမ်းရာဇဝင်ပြစမအတွေ့အရတကြံဟာပကံခေတ်ကစတင်ခဲ့တယ်လို့ယူဆလို့ရနိုင်ပါတယ်။ AD 17ရာစုမှ73ရာစုအထိထွန်းကားခဲ့တဲ့ပကံခေတ်ရဲ့ရေသပင်ပွဲစင်ရင်ပုံတို့ကိုပကံစီဒီပထူးမြရဲ့နိုင်ငံစည်းရေးပကြီးတချို့မှလည်းအခိုင်အမာလေ့လာတွေ့ရှိနိုင်ပါတယ်။အင်းဝခေတ် AD 15ရာစုမှာတော့စာပေယဉ်ကျေးမှုအမှုပညာရပ်များပုံမထွန်းကားလာမှုနဲ့အတူရေသပင်ပွဲကိုဆက်လက်ကျင်းပလာခဲ့ကြပါတယ်။ကုန်းမောင်ခေတ်မှာလည်းတကြံမင်္ဂလာရေသပင်ပွဲကိုအစဉ်လာမပြတ်ဆက်လက်ကျင်းပခဲ့ကြပြီးရတနာပုံခေတ်ကိုလိုနီခေတ်လွတ်လပ်ရေးခေတ်ရဲ့ဆိုပြီးကျင်းပလာခဲ့တဲ့တကြံပွဲတော်ဟာယနေ့ခေတ်အထိတိုင်အောင်မြန်မာနိုင်ငံရဲ့အခမ်းအနားကြီးကျယ်ဆုံးသောရိုးရာပွဲတော်ကြီးတစ်ခုဖြစ်တယ်လို့မြန်မာရိုးရာတကြံပွဲတော်ဟာအရှေ့တောင်အာရှမှာရှေးအကျဆုံးသောရေသပင်ပွဲတော်ကြီးဖြစ်ပြီးကမ္ဘာမှာအကြီးမားဆုံးသောတကြံပွဲတော်လည်းဖြစ်ပါတယ်။မကြာမီအချိန်အတွင်းမှာကြာရောက်တော့မယ်နှစ်ဟောင်းကုန်ပြီးနှစ်သက်ကူးပြောင်းတဲ့တကြံအချိန်ခါသမျှမှာမကောင်းသောအညစ်အကြေးများကင်းစင်ပပျောက်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သရင်းတောင်းဆုပနာရွှေလိုက်ရပါတယ်။
။